同学，没俺看到能不能来回来啊？我看见现在一些呀，别的江上面现在一些数了，可的路哦，看的路哦，那我那朋友家没都数了，叫我们都不要紧的呀。俺这南瓜票给他的，我不对呀。俺都把南瓜过来，有几不几？俺爷说的没叫乎，俺看到老的没回住呀。现在都麻烦对比嘛，下面回数叫我们都去嘛呀。哎嘞，没人全打着我们都进屋，该做着那边，俺比不别了。带他去，然后给他们了，给他们带他去，给他们吧。八卦，带他去给他们吧。你怎么带他去八卦木了？带他去说了，嘛刚度呗，刚度给那些土路，就加度人个。对，俺说的，带他去做搞大钱，大钱，完了我没地点拿出买。ဒီတော့ကတခွင်နိုင်မကောင်းသူပဲကောင်းသူကိုကယ်နေတော့တိုက်သားချင်းပြောကျွန်ုပ်ဒီအရင်တော့ကတကောလို့ကိုလောက်ကန်ခဲ့ပါပြီတို့တော့သားတစ်ပိုင်းပစ္စည်းအားအထုတစ်ချောင်းများစိတ်နဲ့တောင်မှခဲ့ပါပြီဒီမှန်ကန်သောတစ္ဆာစကားကြောင့်တိုက်သားချင်းကျွန်ုပ်ဟာငန်းဆုံးလာရောက်ပြင်တော်မူပါဖေဟာတိုက်သားချင်းတိုက်သားချင်းကိုနန္ဒနေကင်းတောင်တောင်ဓာကြီးနဲ့ဘာဖြစ်နေရတော့ဟုတ်တယ်ကိုအိမ်မက်မက်ညာ ငါသားရဲ့အိမ်မက်ထဲမှာဒီသစ္စာရွှေဖြူဓာကြီးတွေကဝိညာဉ်ဖြူထွက်လာမယ်ပြီးတော့ငါသားကိုခေါ်သွားမယ်အဲ့ဒီမှာမတရားအနိုင်ကျင့်ခံရတဲ့ကိစ္စတစ်ခုကိုဝင်ရောက်တိုက်ခိုက်ကူညီဖြည့်ရှင်းပေးခဲ့တယ်မဟုတ်လား ဟုတ်တယ်ဖေကျွန်တော်အိမ်မက်ထဲကအကြောင်းတွေရောအဖေဘယ်လိုသိနေတာလဲ အဖေလည်းပဲဒီဓာကြီးရကသာဒီလိုအဖြစ်မျိုးတွေကြုံခဲ့ရဘူးလေ ထူးဆန်းလိုက်တာဖေဟာကျွန်တော်အိမ်မက်ထဲကအဖြစ်ပြလဲတကယ်ကိုဖြစ်တယ်လို့ပဲဖေဟာအခုထိမောပြီးတော့လေသွေးတွေကစူနေတော့မဲဖေ အခုရောကိုယ်စိတ်ထဲမှာဘယ်လိုခံစားနေရလဲ အကောကတော့ကျင်နေတယ်အပြင်လောကမှာအခုလိုမျိုးကြုံတွေ့မယ်ဒုက္ခရောက်နေတဲ့သူတွေကိုကယ်တင်ပေးရမယ်ဆိုရင်ကယ်တင်ပေးခြင်းတဲ့စိတ်တွေကဖြစ်နေမိတယ် တိတ်ကောင်းတဲ့စိတ်ဓာတ်ပဲသားအဖေလည်းဒီဓာကိုအပ်ဖို့တားကိုရွေးချယ်လိုက်တာတိတ်မှန်သွားပြီအဲ့တော့ဒါဒီတောင်ကိုဆက်လက်ပြီးထမ်းဆောင်ပြီလို့ တားရတော့ကုညီချင်ပါတယ်ဒါပေမဲ့ဘယ်သူတွေကဘယ်လိုနေရာတွေမှာဒုက္ခတွေရောက်နေဆိုတာတော့တားလို့သိမှလည်းပဲအဲ့ဒါတော့ခက်နေတယ် မခက်ပါဘူးသားရဲ့ဒီသစ္စာရှူဓာကြီးကသူ့လိုညွှန်ပြသွားပါလိမ့်မယ် ဘလို့ပဲဒီတိုင်းကသူ့လိုလိုညွှန်ပြသွားမယ်ဟုတ်လားပဲ ဟုတ်တယ်သားဒီဓာကြီးကတစ်ချိန်လုံးကသစ္စာတရားအလွန်ကြီးမားခဲ့တယ်မင်းသားတယောက်ရဲ့ဓာဒီဓာရဲ့ဓာသွားကိုရွှေဖြူနဲ့အထူးစီမံပြုလုပ်ထားတယ်ပြီးတော့ဒီဓာရဲ့လက်ကန်ယူထဲမှာလည်းနန်းစင်ရနာတွေထည့်သွင်းထားတယ်ဒီမင်းသားသူ့ရဲ့တိုင်းရေးပြည်ကရှုပ်ထွေးတဲ့အချိန်သူ့ရဲ့ငယ်ကျွင်းရင်းတယောက်ကလွတ်တန်တော့ခံလိုက်ရတယ်ဒီဓာကြီးရဲ့မူလပန်ရှင်သစ္စာပေါက်တွေကိုမုံလုံးလုံးသူဟာမကျွတ်မလွတ်ပြစီနဲ့သူ့လိုသစ္စာဖောက်ခံတဲ့သူတွေနဲ့အမတကယ်ဒုက္ခရောက်နေတဲ့သူတွေ
အကူကြီးတောင်းခံခဲ့ရင်သူ့ရဲ့ဝိညာဉ်ဟာဒီဓာတ်ကြီးမှာပူးကပ်ပြီးတော့ဒီလူရောက်မှာတုတ်တင်ရှင်းလင်းခွင့်ရမှာစီလို့ဆူတောင်းခဲ့တယ်သူ့ရဲ့ဆူတောင်းပြည့်တယ်လို့ပဲဆိုရမှာပဲဒီဓာတ်ကဒုက္ခရောက်နေတဲ့သူရှိကိုပြနေတာခုချိန်ပါပဲ ဒါဆိုရင်အဖေလည်းပဲဟိုတိုက်ထားရှင်ဖြစ်ခဲ့ဘူးတာပေါ့ ဟုတ်တယ်သားတိုက်ထားရှင်ဆိုတာလူတူတယောက်ကိုညှောတာမဟုတ်ဘူးခုငါသားကြုံတွေ့နေရတဲ့အဖြစ်တွေကိုအဖေတို့ကလည်းကြုံတွေ့ရဘူးလေအဖေဆရာတွေလက်တော်ကလည်းကြုံတွေ့ကြရဘူးလေနောင်လည်းကြုံတွေ့နေရအောင်ပါပဲသားဒါကြောင့်ဒီဓာတ်ကိုတိတိကျကျထိမ့်သိမ်းဆောက်ရှောက်တာငါသားနောင်အသက်ကြီးလာလို့တခြားတယောက်ကိုလွှဲမယ်ဆိုလို့ရှိရင်လေတိတိကျကျလူရွေးချယ်ပြီးမှလွှဲပြောင်းပါသား ဟုတ်ကဲ့ပါပြီဒါတော့ပေါက်သွားပါပြီဒီနေ့ကစပြီးဒါလည်းတိုက်ထားရှင်အဖြစ်ခံယူလိုက်ပါပြီ ရှာကြီးမျိုးလုံးလာလေကွာမျိုးကြီးမင်းလာတဲ့လမ်းမှာနောက်ကျောင်းရှင်းမရှင်းအောင်ကြာစစ်ဆေးခဲ့ရလား ကျွန်တော်စစ်စစ်ခဲ့ပါတယ် အေးကောင်းပါလားကွာအခုမင်းဒီကိုဘာကိစ္စနဲ့လာရလဲ ကျွန်တော်တို့ဖွဲ့တော့တသားသေးတွေကိုကျင်းနေကြအောင်လာပြီး သူတို့ကဘယ်နေရလဲကွာ ကျွန်တော်ရော်ရင်းချတာကပဲရှားတယ် အေးဒီနေမှာကငါ့ကိုဖမ်းကျင်နေတဲ့မူကားဆိုတဲ့ပလိအရာရှိတာငါ့ကိုမမိမချင်းမှုနေမှာကွာအဲ့တော့ငါတို့ဘယ်တော့ဝင်နေတဲ့လူဒီကိုခေါ်လာလို့ရှိရင်အန်ရရှိတယ်အဲ့တော့သူတို့လှုပ်ရှားရှိတာလုံမပြတ်ပဲနေပါစီကွာ ဟုတ်ကဲ့ပါရှာကြီး နောက်တစ်ခုရှိတာပါလဲဆိုတော့ဒီကောင်ကငါ့ကိုဖမ်းမိဖို့ဆိုလို့ရှိရင်သူတို့ရဲ့သုံးနိုင်တယ်လို့ငွေနဲ့ပေါက်ပြီးတော့လဲခိုင်းနိုင်တယ်ကွာအဲ့တော့ကွာငါတို့အဖွဲ့ဝင်နေတဲ့လူတွေကိုလည်းငါတို့ကိုယ်တိုင်တွေ့ပြီးတော့စစ်ဆေးပြီးမှလက်ခံမှာကောင်းမယ်ကွာငါပြောမင်းရှင်းလား ရှင်းပါရှာကြီး အေးရှင်းတယ်ဆိုလို့ရှင်းတယ်အရှိလုံးပြန်ကွာမင်းထမင်းစားပြီလား ရှာကြီးပါ စားပြီးမှပြန် ရှာကြီးအဲ့ဒါကျွန်တော်ထမင်းလိုက်ကြည့်လိုက်အောင်မယ် သမီးစခန်းမှာရိတ်ခါလုံးရှိသေးရလား ရိတ်ခါ6ချမ်းနေရတော့ရှိပါတယ်ဖေအသားစိမ်း5စိမ်းနေရတော့ကိုဆိုင်နဲ့တောလိုက်ရင်းနေရတဲ့အဆင်ပြေပါတယ် အေးကောင်းတယ်သမီးကောင်းတယ် တို့မလာတာကိစ္စမရှိပါဘူးဗျာဒီနေ့သူတို့တို့တွေချက်ထားပြုတ်ထားတာနဲတာမဟုတ်တာ ချက်ထားပြုတ်ထားလဲဆရာသမားရေအိမ်ရပစ္စည်းတစ်ခုမှမပါပါဘူးဗျဟိုရကြက်တင်းရဘဲတောင်းနဲ့ရွာဥစိန်မှာဆွန်းတော်ကြီးကတ်တယ်လို့ဟိုရတစ်ခွက်တင်းရတစ်ခွက်နဲ့ပေါင်းချက်ထားတာပါ မလာတော့လေဖိုက်တယ်ဆရာရဲ့ကျုပ်တို့တဝါးကြီးစားရတာဗောဗျာနှမို့ဆိုရင်ကစုံရဲ့ကြောပဲပြုတ်ကြောဒါနဲ့ပဲပြီးနေတာလी အဲ့ဒါမင်းတို့ညံ့တော့ဖြစ်တာနော်ဒီမှာမြန်ရောက်တော့တယ်မြန်အေးတာပေါ့ကွာငါလည်းမီးရမြန်တယ်လေရှိသေးတယ်ကွာ ဆရာဗာမေးမှာ ဟောဘာမရမှာလဲဟိုငါတကြီးများဘယ်တော့ဖြစ်မလဲလို့ပေါ့ကွာ မေးတဲ့အချိန်ကယာဟုမေးတဲ့အရက်ကစနေတော့တိကျနာကရာဇပလင်ပေါ်တစ်ခွင်ကြုံမကြုံဆိုတော့ဘာမှတော့သားစားတာမရှိဘူးဗျာအာနာဘာနာနဲ့တက်တက်ညာညာဟောရမယ်ဆိုရင်တော့ဟိုတကြီးမပြောနဲ့ဗျာဟိုအချိကနေစီရတော့မှာပဲတရင်ကောင်းကြားဖို့မလိုဘူးဟဲ့မင်းတို့ဘယ်သူကမင်းတို့လာတော့ချက်ပြတယ်ဟမ် ဟောမမေးမိမယ်လေတက်တိပညာမနေတာဆိုသလိုစေနာဘလဲဘွားနဲ့ဟိုအလကားဟောပေးနေတာပါဗျာနောင်ကြီးရဲ့ဂျိုကြီးဂျိုနေရတော့တကယ်ကိုကတောင်းကနင်းဖြစ်နေရတော့စိတ်မကောင်းစရာပဲဗျာ အောင်ပါမင်းကကြီးကြီးကျယ်ကျယ်နဲ့မင်းကဘေးရင်နက်ကတွေစမ်းချမ်းနေဘယ်တော့နေလို့လဲဒီမှာဟဲ့ရောက်ရွာရငတုံးကနရဘင်းလုံးနဲ့မင်းညာစားလို့ရမှာနော်ငါတို့သားဖောက်တော့မင်းလာပြီးတော့အထောင်နဲ့ နောင်ကြီးရဲ့ပညာကိုထင်သေးတာလားဒီမှာကျုပ်ကပညာကိုလေရွှေထက်တောင်တန်ဖိုးထားတယ်သူဗျာအဲ့တော့ခမရမယုံဆိုရင်နောင်ကြီးလေးနဲ့လောင်းလိုက်ပါ ဟာသိကြိုက်တာပေါ့တာတော့ကဒါမျိုးသိကြိုက်တာဒီမှာရောက်မင်းဘက်ကတောင်းကြီးဖွင့်လိုက် ကျုပ်ကတပြားဆရာမဟုတ်တဲ့အတွက်ကျုပ်မှာအတရားတော့များများဆဆမရှိဘူးဗျအဲ့တော့ကျုပ်ပိုင်တာဆိုလို့ဟိုကောင်းပဲရှိတယ်အဲ့တော့ကျုပ်ကမှားရင်ခေါင်းဖြတ်ခံတကယ်လို့နောင်ကြီးမှားတယ်ဆိုလို့ရှိရင်လက်တစ်ဖက်လောက်တော့ဖြတ်ခံပါဘူးကောင်းလား သိကြိုက်တာပေါ့မင်းကလေးတော့တီးပါသေးနော် ခမရပြည်နာမှာရှိတဲ့ခမရအဖေရယ်ဟောဒီမြေကြီးကိုဆောင်းလျှောက်တဲ့ဝတ်သုံးလေးနာမည်ကြီးကိုတက်တည်ထားပြီးတော့ကျုပ်ကြီးပေးပါတယ်ဗျာ ကိုယ့်ကိုယူရတဲ့မှာတော့စံထားတော့ပါလေကဲထားနေအောင်ဘလို့လောင်းလဲဆိုတာကိုတေချာအောင်လို့တစ်ခေါက်တော့ပြန်ပြောပါ ရပါတယ်
ခမရသားမျိုးကလာမဲ့လူကြီးတွေစီမှာသူတကြီးဖြစ်လားမဖြစ်လားဆိုတာသူသိတယ်နဲ့ဘလို့မှမဖြစ်နိုင်ဘူးပြီးတော့တစ်ထက်သေးကြတာပြောရမယ်ဆိုလို့ရှိရင်သူ့စီလာမဲ့လူကြီးတွေရဲ့တည်င်းကောင်းမှာပဲကြားမှာမဟုတ်ဘူးရှင်းပြီလားမသိဘူး ရှင်းပါတယ်ရှင်းပါရှင်းပါ ရှင်းပြီဆိုတော့မင်းနဲ့ငါလောင်းထားတဲ့လောင်းကြီးကအတီနော် အတီးပါဗျာအတီးပါ လောင်းကြီးထပ်ပြီးလေဆုံးလောင်းမလားဗျာကျွန်တော်တိုင်းနေတိုင်းနေချင်နေ လောင်းမှာပေါ့ကွာလောင်းမှာပေါ့ကဲရောင်လေရာစိုးမင်းတို့ချက်ထားတယ်မနေ့ကဟင်းနေအကုန်လုံးငါရဲ့အကျိုးအောင်ပွဲနေတယ်အကုန်လုံးလောင်းလိုက်တယ်ကွာ ကျွန်တော်တို့တော့ ဟာထားမနေနဲ့လောင်းလိုက်သွားဒီမြန်လောင်းလိုက် ကြားရတဲ့တင်ရလဲနားတော့စီပူလောင်းခံရတူလို့ပါပဲဝင်မြင်နေပူလိုက်တာကိုချာအေးရဲ့ အေးကွာငါတို့ဆရာရလဲနှုတ်ရေးကတိရဲတင်လိုက်ပါပြီ ကျုပ်ကတော့ဆရာလေးကိုယုံတယ်ဗျဆရာလေးလူမျိုးကစကားတစ်ခုကိုလွယ်လွယ်ပြောပြီးဂတိတူကိုလွယ်လွယ်မပေးတတ်ဘူး ချေကျော်လက်ချော်လေးဖြစ်ကုန်ဘလို့လုံးမလဲဟာလူဆိုတာကံမင်းတဲ့အချိန်ရှိတယ်လို့ကံလေးတဲ့အချိန်လည်းရှိတာပဲလေကံမလို့အဟောင်းမတော့ရင်ဆရာလေးခင်ဗျတက်တက်ခေါင်းဖြတ်ခံရမှာ အရင်ငယ်စိုးရိမ်နေမှာနဲ့ညီမလေးရဲ့ဆရာလေးကဘယ်အရာဦးမှအကြောင်းမဲ့တက်တော့လို့လိမ့်မယ်မထင်ပါဘူး အကိုကြီးပြောလို့ပဲဖြစ်ပါစေလို့ဆုတောင်းမှာပေါ့ဆရာလေးရဟောချက်တွေမှန်ရင်တောင်မှတာတွန်းတို့ဘက်ကကျင်းမှမဟုတ်ဘူး သူတို့ကဘာလို့မကျင်နိုင်မှာလဲ တာတွန်းကတကြီးယူနေတဲ့လူလေသူတို့သားဖာဟိုပလိတ်ဆောက်ဦးမခနဲ့ရင်းနေတလို့မျိုးအရာရှိလူမျိုးချိုင်းနဲ့ပနာတဲ့တော့တကြီးဖြစ်နိုင်ချေပြည့်ရှိရလေ ပူဆိုးတာဟိုတကြီးဦးမြတ်ခေါင်ကိုတို့ကသဘုံစင်းတွင်းထားရတာတကယ်လို့ဒါဦးမြတ်ခေါင်ကိုဖမ်းရင်ဥတာတို့ရနှစ်ရွာပေါင်းပြီးအုပ်ချုပ်ရမှာ အဲ့လိုအုပ်ချုပ်တော့သူတို့ဆရာလေးကိုဘာလို့လာမှာလဲ ယာရုရှိတဲ့လူရဲ့နှခမ်းဓာတ်သွား10စားထက်တယ်နည်းနည်းရှိတဲ့လူကနည်းကြောက်ရတယ်လို့များများရှိတဲ့လူကများများကြောက်ရတယ်ကွာ ဒါလည်းကွာလုံးသားလုပ်တဲ့လူတွေပြောတာပါကွာ ဥတာတို့ရောဘာထူးလို့လဲရထုနှစ်ဖူးမှာကတ်ပြတုတ်ထားတဲ့လူကြီးပါသူ့တော့ဘယ်လောက်ခံနေရလဲဆိုတာကိုချာကြီးလည်းသိတာနဲ့ ငါတို့နဲ့ဆရာလေးနဲ့တူတာမဟုတ်ဘူးကငါတို့တကြီးလုံးမြခံနိုင်ပေမဲ့ဆရာလေးကတော့သူတို့လုံးမြခံမှာမဟုတ်ဘူးနော်သူတို့ကငကားဆိုရင်ဆရာလေးကခေါင်းလုံးပြီးတုတ်ပြနိုင်တယ်ဒီဘက်မှာဆရာလေးနိုင်မှာကျင်းသေးတယ်ကွာ အေးကွာဆရာလေးနိုင်ပါစေလို့ပဲဆုတောင်းရတော့မှာပေါ့ ငါညာကြောင်းရိတ်ကန်ရိတ်ပါတကယ်ကိုအေးချမ်းချမ်းနဲ့နေတတ်နေပြီပဲကွာဒါလည်းအကိုကြီးထားရနေရပါနေပြီးတော့အကိုကြီးပေးတဲ့တာဝင်ခြေပုံသာထားဆောင်နေရပါအကိုကြီးဟေးပေါ်လေးအကိုကြီးတို့ညီကိုယောက်ကအဖိုးချပေးထားတဲ့ဇက်ရုပ်ကိုပြည်ပြင်းစွာကနေကြရတာပဲမင်းသားလေးလိုကရတဲ့ခါကျတော့လေကြွကြွမောမောလေးပေါ့ကွာကျဉ်ကျဉ်ကတဲ့ခါကျတော့ဓာကြီးရင်မကြကပြရတာပေါ့အကိုကြီးလည်းလူရုံမာတွေကိုလိုက်ပြီးတော့နှိမ်နေရတာပြင်မနေရောပေါ့အကိုကြီးခဏနာပြီးတော့အကိုကြီးတောင်ရောညီလေးယူပြရစီလားအကိုကြီးကပြင်မပြောတာမဟုတ်ပါဘူးကွာငါတို့ညီကိုနေရအတူမနေရကြလို့ပြောတာပါထူးခြားတဲ့တင်ကတော့အနေနဲ့ရရမှာနေချက်ကိုတော်လန်နေတဲ့သူတွေအများပြဖြစ်လာပြီကွာတချို့နယ်တွေမှာရှိရဲ့နေချက်လက်ပါစီတွေနေချက်အားကိုးပြီးတော့လူတွေကိုဒုက္ခပေးနေတဲ့သူတွေလည်းခွေးပြေးဝက်ပြေးကိုပြေးနေကြပြီကောင်းတယ်ကိုကြီးဟာဝစ်စွာပြန်ပြီးတော့လဲတတ်ပါလေအခုဆိုလို့ရှိရင်သူများပေါ်အနေချင်းပူကြတဲ့သူတွေခန်းအလဲရောက်ပြီပေါ့ကိုကြီးဟာဒီနယ်မှာလည်းဥသာတွေသားဖာတော်တော်ဆိုးနေတယ်ကြားရပါဟုတ်တယ်ကိုကြီးဟာဒါပေမဲ့သူတို့တော့မူပါနဲ့ကိုကြီးဟာညီလေးသူတို့ကောင်းကောင်းထိနိုင်ပါတယ်ဘာပဲဖြစ်ဖြစ်ညီလေးတတိတော့ထားကွာဘိုးခိုင်းကြိုက်တဲ့သူကပြားရီကိုခိုင်းလို့ထင်ကြတာသိကြတာပေါ့ကိုကြီးဟာဒါပေမဲ့ဘာမှမူပါနဲ့မတွေ့ကြိုင်သူတို့ဘက်မှာရှိတယ်လို့ကျုပ်တို့ဘက်မှာလည်းအမှန်တရားရှိပါတယ်ဒါပေါ့ညီလေးဟာ ဆရာလေးကလို့တရားစကားပြောနေတာငါတွေ့နေကြာပြီကွာအမေတိတော့ခေါ်ပြတယ် အေးကွာဆရာလေးမှာနာနာပွားနေတဲ့စကားပြောနိုင်တဲ့အဆွမ်းရှိနေနေတူတယ်ကွာ ဟုတ်တယ်ကွာဆရာလေးမှာငါတို့မမြင်နဲ့စွမ်းနေမှရှိတယ်မသိ အားညီကိုရိုညီကိုနေရာကိုတယောက်ကကြည်နေတယ်လို့ပဲကွာအော်ဟိုအဲ့ဒါဖုန်းကြောင်းလူတွေပါကိုကြီးကဘာမှပြဿနာမရှိပါဘူးဘာဖြစ်ဖြစ်ဒီချိန်မှာကိုရိုညီကိုနေရာကိုဘယ်သူမှတွေ့လို့မဖြစ်သေးဘူးအဲ့တော့ငါညီကြောင်းမပြန်တော့နော်တီးပြီဟာတီးရတယ်ကွာငါတီးလိုက်ကွာဆရာလေးကငါတို့ယုံကြည်အားကိုးတယ်တိုက်သားရှင်တော့ငါတီးလိုက်ရပြီ
ရှင်ကျမကိုချစ်တယ်လို့ ဘလို့မင်းကတော့ကွာ ရှင်တော့ကျမတို့လိုက်မှာမဟုတ်ရှင်ကကျမတို့ရဲ့အလုပ်ကိုနှောက်ယှက်နေတာဘာဖြစ်လို့ကျမတို့ရှိတဲ့နေရာကိုနေချက်တွေခေါ်လာရတာလဲပြော မင်းဘာပြောလဲသူတို့နဲ့ငါနဲ့ဘာမှမပတ်သက်ငါလမ်းငါသွားနေတာငါတယောက်တည်းသမား တယောက်တည်းသမားဆိုလို့ရှင်တယောက်တည်းလာမှာပေါ့ဘာဖြစ်လို့ရှင်ကောင်းနေရှေ့ပြေးဖြစ်နေရလဲ ဟာဒါကတော့ကိုเจ้าနဲ့ကိုလေဟာကိုလမ်းကိုသွားနေကြတာတိုက်ဆိုင်သွားရင်တော့ငါလည်းမတက်နိုင်ဘူး ဒါတိုက်ဆိုင်မှာမဟုတ်ရှင်ကလူလေရှင်ကြောင့်လည်းအဲ့ဒီကျမရှိရောက်လာနှစ်ခါရှိသွားပြီ ငါမဟုတ်တာမလုပ်တဲ့အတွက်မင်းကဘာမှရှင်းပြနိုင်ကြအကြောင်းကြီးဒါပေမဲ့မင်းသိအောင်တစ်ခုတော့ငါပြောထားငါငယ်ငယ်လေးတိုင်းခုအသက်အရွယ်ထိဘယ်သူ့မှဒုက္ခရောက်မလုပ်ခဲ့ဘူးဒုက္ခရောက်တဲ့သူကိုပဲငါကူညီတာပဲရှိတယ်အဲ့ဒါလည်းမင်းလည်းသိပါတယ်မင်းငါ့ကိုမယုံလို့ငါနောက်ကထပ်ပြီးတော့လိုက်ချင်တယ်ဆိုရင်လိုက်ပါဒါပေမဲ့ငါနောက်လိုက်ရင်တော့မင်းသိမ့်မုန်းပါတယ်ဆိုတဲ့ net chip plate တွေနဲ့တွေ့နိုင်တယ်နော်အေးပါလေအဲ့ခါကြလဲငါမင်းကိုကူညီရမှာပေါ့မင်းလိုက်ချင်တယ်လေငါတော့ စသမားပလိတ်ရရှိတယ်လေမရောက်လာကြသေးပါလားဗျာဒီပုံစံတိုင်းဆိုရင်ဆေးစရာဟောတဲ့ဖေးတွေကမှန်နေပြီတဲ့တူတယ် ဖေရငါစိတ်ညစ်နေတော့မင်းဘာလာပြောနေတာ ဟောကျွန်တော်ကဆရာသမားတို့ဆိုရင်လို့ပြောတာပါဗျာဆရာသမားနဲ့ဆေးစရာလောင်းထားတယ်မလားတကယ်လို့ဒါဆရာသမားရှုခဲ့လို့ရှင်လက်ဖြတ်ခံရမှာလေ ဖေရမင်းပါဇက်ကိုပိတ်လိုက်တော့နော်မင်းနမင်းပြင်းဘာလာပြောမနေ ပါဇက်ပိတ်တာလွယ်ပါတယ်ဆရာသမားရေတိုင်းဆရာကြီးဦးမြတ်ကောင်ဖမ်းလာတာခတ်မှာဗျာသူကတိုင်းပညာတော်တော်အဆင့်လာဗျာ ။ဩဘလောက်စိတ်ပြန်သားပါလေကွာ။ဒီမှာပလိတ်မင်းတွေကတနက်ကိုတော့ဖြစ်မရှက်တိုင်းပါဘူးကွာ ဟာဘာသာမရှင်နိုင်ဘူးပြောနေအခုချိန်ဒီဘာလို့ရောက်မလာသေးရတော့ဗျာ ။ဩမင်းစိတ်လောနေတော့ကွာ။အချိန်တော့လာမှာပေါ့။အနှင်းနဲ့ပဲကွာမှာပါကွာ အနည်းနဲ့ဆိုရင်မြန်ရောက်ဖို့တော့လူတွေတကြီးဘာလို့လဲဆိုတော့ဆရာသမားရဲ့လက်ကအဖြတ်ခံရမှာ ဖေရဒါမြန်မြန်ဒီတက်ကြတာမင်းပါဇက်ကိုပိတ်လိုက်တော့ငါပိတ်ပြီလေမလား ဟိုစစ် အဲ့တော့ပြောနေတယ် ဟိုမှာတာခုလာနေ ဟောတော့ရပလိလာနေပြီလား မလာသေးပါဘူးဆရာ ပလိမင်းနေမလားမင်းဘာပြန်လာလဲမင်းကလိမင်းနေတော့မပြန်လာလို့ကြွားထဲမှာစောင့်နေတာမဟုတ်လား ကျွန်တော်လဲရွာထဲမှာစောင့်နေပါတယ်ဒါပေမဲ့ပလိမင်းကြီးလွတ်လိုက်တဲ့လူတော့ရောက်လာလို့ပါ ။ဟေးဟုတ်လား ဟာလေဟိုပလိမင်းတွေကဥမျက်ခေါင်တော့ဖမ်းတာပါ ဟင်း ဟာဖေရဟိုဗါလေအခုမှမျက်ခေါင်ဖမ်းဖို့သွားနေရလား ဟင်း ဖေငါတို့ဘာလိုက်ရမှာလဲဘာလဲကိုပြောကွာ ဟင်းဆရာ ။ဟေးကောင်မင်းကောင်ကလည်းခါနေရပဲ။အဲ့ခါတဲ့ကောင်တော့ဖြတ်မိတော့မယ်။နေသားမောင်အဲ့ပလိတ်တွေကမင်းကိုဘာပြောတာ ပလိမင်းကြီးကတကြီးတို့ဆောင်ပေးလိုက်ပါတယ် ။ဟေး ဟုတ်ပြီမြန်ပြီဝါ ပေးသားပါဦး ဩ တာတွေတို့တွေဦးမျက်ခေါင်နဲ့ထိတ်တိုက်တွေ့ပြီမယ်တိုက်သားရှင်ဝင်ကယ်သွားတဲ့အတွက်မဖမ်းနိုင်ဘူးမျက်ခေါင်ကိုလိုက်ရှာတော့တိုက်သားရှင်ကဝင်ပြီးတက်နေတယ်တို့ပလိတ်တွေတော်တော်လေးအထိနာနေတာလောလောဆယ်အင်အားထက်ဖို့ရုပ်မျက်ခေါင်တကယ်ရသလောက်ဆင်ထားတာမခ ဘာတွေရေးတာလဲဗျာဟိုအဲ့ထက်မှာလေဟိုကျုပ်တကြီးဖြစ်ဖို့ပါသေးလား မပါပါဘူးကွာ။သူတို့တွေနဲ့ဥပခေါ်တော့နေထိတ်တိုက်တွေ့မယ်။မဖမ်းမိနိုင်ဘူးလေ။ကြားကနေပြီးတော့တိုက်သားရှင်ကနေပြီးတော့ဝင်ပြီးကယ်သွားတယ်တဲ့ကွာ။အခုလည်းပဲတိုက်သားရှင်ကိုတောနေပြီးရှာဖို့အတွက်သူတို့တွေအင်အားဖြည့်တဲ့နေမြို့ပြန်သွားပြီတဲ့။ငါတို့ကတော့ကွာဥမျက်ခေါင်တဲ့တဲ့ကိုရတော့တုံထားရမယ် ဒါဆိုရင်ဆေးစရာဟောတဲ့ဖေးကမှန်သွားပြီဗျာ တာညိုမင်းပါဇက်ကိုမပိတ်သေးဘူးလားတောက်ဟိုမင်းဒီသတင်းဆိုယူလေဘယ်သူရှောက်ပြောသေးတယ်ဟမ် ဘယ်သူမှရှောက်မပြောဘူးဘယ်သူမှလည်းမသိဘူး ကောင်းတော့ကွာကောင်းတယ်ဒီသတင်းကလေဘယ်သူမှမသိဘူးကောင်းနေပဲ ။ဟေးငါဆေးစရာကိုမသိငါဘူးကွာ။အဲ့တော့အားရင်း လာပါ မင်းအခုပဲဖုံးသွားပြီးတော့ဆေးစရာကြောက်ရှိပြီ။တွားကြည့်တယ်ကွာ ဟုတ်ပါတောက်မင်းခါလိုက်ကဲ ။ဩမင်းကလည်းဒီကိစ္စလေးများအဖောက်နေသေးတယ် အဖရဲ့ဟိုကျောင်းမြာကြီးလို့ဖြစ်တော့ဟုတ်တာဗောမတွေ့ရင်ကျောင်းထဲဝင်ကြည့်ရမှာလေဟိုဖုန်းညက်ပြီးကျောက်ကစားပြောနေကြ ။ပြီးရောကွာပြီးရော အနန္တငါဥဒိဋ္ဌာညွန့်တွားပါကွယ်မမေးနဲ့ အနန္တငါဥရိယညွန့်တော်ပါကွယ်မမီနဲ့ ဆရာမိဘဆူဆုံးမလိုက်နာကြကွယ်မမေးနဲ့ ဆရာမိဘစုစုမလိုက်နာကြကွယ်မမီနဲ့ မ
မိဦးဖာဦးဆရာဦးခူး၍နော်ကွယ်မစားနဲ့ မိဥပါဦးဆရာဦးခူးရင်တော့ွယ်မစားနဲ့ ရင်ကြီးအောင်တွားရင်အောင်စားစကားပြောလဲရင်စီကွက် ရင်ကြီးအောင်သွားရင်အောင်စားစကားပြောလဲရင်စီခွက် ထမင်းဟင်းပေလျက်တောက်ရီကွက်လက်နဲ့မကင်နဲ့ မင်းရည်လေးရဲ့တောက်ရီခွက်လက်နဲ့မခိုင်နဲ့ အိမ်မเจ้าမော်စရဲပေါ်သွားတော်ချီနေမပြင်းနဲ့ အိမ်ပေါ်ကျောင်းပေါ်ဇ ဇရဲပေါ်သွားတော်ချီနေမပြင်းနဲ့ယဟန်တန်ကရှေ့မောက်မှာယူသေးစွာတဲ့သွားပါကွက် ရဟန္တာရှိမောင်မှာ ယူသေးစွာတဲ့သွားပါကွက်လူကြီးသူမှာရှေ့တို့ကြကုန်းကွာရွေးတဲ့သွားပါကွက် လူကြီးမရှိတော့ကကုန်း ကွာရွေးတဲ့သွားပါကွက် ဟိုမှာတာတုံးတို့ကောင်လာလာလောက်တာလည်းမသိ ဒူးထောင်ပေါင်ကဆရာနာအလျားဟောက်ရမနေနဲ့ ဘူးလူတော်ပါဆရာနာလျားမောက်ရမနေနဲ့ ကြောင်တွင်အိမ်တွင်ရှုပ်နေလင်တန်ရှင်းအောင်တဲ့နေပါကွက် ကျောင်းတွင်အိမ်တွင်ရှုံနေလင်းတန်ရှင်းအောင်ကွယ်နေပါတဲ့ မိမမင်းစင်ယဟန်ဝင်အိန္ဒြေရှင်တဲ့၄ဦးကွက် မိမမင်းစင်ရဟန်းရှင်အိမ်တွင်ရှင်တဲ့၄ဦးကွယ် ကျောင်းပစ္စည်းကိုမယူလို့ငွေစိတ်လိုတဲ့ကြောက်ပါကွက် ကျောင်းပစ္စည်းကိုမယူလို့မွေစိတ်လိုတဲ့ကြောက်ပါကွယ် ဝေယဝိဆကျောင်းအိမ်မှာလျှော်စွာလောက်ွက်မခိုနဲ့ ဝေယဝိဇ္ဇာကျောင်းအိမ်မှာလူရလာဝိကမကုနဲ့ ဂုံကျော်ကျန်းကျုပ်အကျဉ်းရုပ်မဟုတ်စကားမပြောနဲ့ ဘုံကျော်ကျန်းကျုပ်ကြည်ရုံမဟုတ်စကားမပြောနဲ့ ဖျားပထုဥညွန့်ကျိုးရှင်ခိုးအိတ်ကွက်မမေးနဲ့ ဖရာပထုဥညွန့်ကျိုးရှင်ကိုအိတ်ကွက်မမင်းနဲ့ ဟိုကိုရင်လေးတို့ဒါလေးတွေချက်ထားလိုက်တော့နော်ဟိုပြီးလို့ရှိရင်ဒီရဲ့အနှိမ့်တဲ့ပဲလေးတွေကိုဟိုရှင်းပြပေးမယ်ဗျာဟိုတပည့်တော်ပြောပါ အခုပဲလာပြီအခုပဲပြန်ထွက်တာကြတယ်ဘာဖြစ်လို့လဲမသိဘူးနော် ဒီကောင်တွေကဖះရဲ့ကြောင်းရိပ်မှာတကြနေနေတဲ့ကောင်တွေမှမဟုတ်တာ ဟုတ်တယ်ကွာဒီကောင်နဲ့အင်းတကြီးဆံပဲလို့ဖះကွယ်နေတော့ဖះတရားတွေမှာကြာကြာနေလို့မရဘူးကွာ ဒီကောင်ကြီးအကြောင်းထက်မပြောသမ်းပါနဲ့ ဒီကောင်တွေကြောင့်ပြောချင်လို့ပြောတာမဟုတ်ဘူးကွာဆရာလေးစာသင်ပြမှာဆိုလို့ပြောနေရတာ ဆရာလေးကတကယ်ကိုဆွဲဆောင်ရရယ်နော်တိုက်တာရှင်နဲ့ဆရာလေးတယောက်တည်းဖြစ်နေမလားမသိဘူးနော် ဟာဘုံကြီးကမှတော့ရောက်နေကြလား ဟုတ်တယ်ဆရာလေးအဖေတို့အမေတို့တို့ရည်စူးပြီးတော့ဆွမ်းနိုင်လာပို့တာဗျ ဟာကောင်းတာပေါ့ဗျာမိဘတွေကသားသမီးကြီးဆရာမျှော်လင့်တဲ့အချက်တွေထဲမှာဒီချက်လဲပါတယ်ဗျမိဘတွေဆုံးမသွားတဲ့ခါကျတော့သူတို့တွေကသားသမီးတွေရဲ့ဟိုကုသိုလ်ကောင်းပြုတာတွေကိုတာရုခေါ်ချင်ကြတာဗျဟိုဒီအတွက်လဲတာရုခေါ်ရတယ်ဗျ တွေ့လားဆရာလေးကတကယ်ကိုဆွဲဆောင်ရတယ်ငွေမုံဆရာလေးကိုတစ်ခုလောက်တော့မေးပေးရစေ ဟုတ်မေးပါဗျာဟိုကျုပ်သိတာဆိုလို့ရှိရင်အကုန်ဖြေပေးပါမယ် ဆရာလေးနဲ့ဟိုလူဆန်းကောင်းတိုက်တာရှင်နဲ့တယောက်တည်းပဲလားယင် ဟာကျဉ်းကျဉ်းဖတ်ဖတ်ဗျာဟိုတိုက်ထားရှင်ဆိုတာမကောင်းသူပဲကောင်းသူกินနေရလေဗျာတကယ်လူဆန်းကောင်းကြီးဗျာဟိုကျုံနေတာတခြားစီပါဗျာ ဆရာလေးကလည်းလူတွေကိုကုညီဆောင်ရှောက်ပေးနေရသူပဲပြီးတော့ဆရာလေးတထားရဲ့ပညာရဲ့နဲတာမှမဟုတ်တာ တုတ်တက်ထားတဲ့ပညာနဲ့တိုက်ထားရှင်တက်တဲ့ပညာမြင့်မို့တောင်နဲ့တောင်ဘိုးလောက်ထိกว่าပါဗျာဟိုနိုင်ကောင်းနှိုင်းမနေပါနဲ့တော်ကြຫນွေကောင်းကောင်းညှို့ပြနေပါအောင်မယ် ဆေးရဖြစ်တော့ကျတို့သိကျင်တာနဲ့မေးလိုက်တိုင်းခုလိုရည်တရားကြီးဖြစ်တယ်နော် အရှင်တခါငွေမုံကြောင်မေးလိုက်တော့လေအခုလိုပဲ ကိုရင်ကငွေမုံကြောင်ဆရာလူဘာတွေများတမေးထားလို့လဲ ဟုတ်တာဟိုနိုင်နေမဲ့ကိစ္စကိုငါဆရာလေးကိုတက်ပါမလားလို့ငါမေးတာပါကွာဟုတ်တယ်နော် ဟုတ်ပါဘူး တယောက်ကဟုတ်ပါတယ်တယောက်ကမဟုတ်ပါဘူးတဲ့မှန်ပြောတော့မပြောရင်ဆရာတော်ကြီးနဲ့သွားတိုင်ပါ အဲ့လိုတော့မလုပ်ပါနဲ့ဟာငါအတိုင်းပြောပါမယ်ကိုမွန်းကတော့နော် ကတော့မနေပါနဲ့တော့ကွာဒီလောက်ဆိုလို့ရှိရင်မဟုတ်ကဟုတ်ကစကားတွေထွက်လာတော့မယ်ဆိုတာငါသိပါတယ် ဟိုကျတို့လည်းအဲ့လောက်မရိုင်းပါဘူးဗျကျတို့ကဆရာလေးကိုကျတို့ရမှာဘယ်သူလာလုံးလဲလို့မေးကြည့်တော့ ဆရာလေးကဘာပြောလဲ နင်လာတော့လို့ပြောတာ ဟာချိုင်းမင်းဘာရှုပ်ပြုံးလဲ ဆရာလေးရှက်သွားပြီဆရာလေးရှက်သွားပြီ စေးစာလေးသူကလည်းရွာမှာရှိနေဆရာမိုးကတော့ပလိတ်ဖွဲ့ကိုလည်းတိုက်သားရှင်ကတိုက်ခိုက်တာခဏရရဲဆိုတော့စေးဆရာလေးနဲ့တိုက်သားရှင်ကတော့ကြောက်တယ်မဖြစ်နိုင်ဘူးကွာ မဖြစ်နိုင်တာပဲကောင်းပါကြည့်ရဲ့နှုတ်မို့ဆိုလို့ရှိရင်စိတ်ဆရာလေးကိုကျွန်တော်မနိုင်ဘူးဗျ ။အိုးမင်းတို့ရလို့ခါတော့များထက်ပြောနေသားမှာကွာ။ဟိုဒါနဲ့အခုဖိုးချောင်းသွားတော့ဆရာလေးတွေ့ခဲ့တာ တွေ့ခဲ့တယ်ပါရဲ့ကိုရင်လေးတွေကိုကြပြမေးနေ ။အဲ့ဒါစဉ်းစားစရာပဲ။ဒီဆေးဆရာလေး तू ကဘာလို့မှဘတ်စုံထူးကြုံနေလဲဆိုတာငါစဉ်းစားလို့မဟုတ်ဘူးကွာ သူကအထာရသက်18ရက်တက်တယ်လို့အဘောက်သူပြောဘူးလေဗျာ ။အေးအဲ့ဒီထားတဲ့18ရက်ဆိုတာရှေးဘရင်လက်ထက်တုန်းကမင်းကြီးမင်းသားတွေမှာတင်ခွင့်ရတဲ့ပညာကွာ တကြီးစေးဆရာ
မင်းတို့မင်းတွေကဖြစ်နေမှာမဟုတ်